အဲ့ဒီအချိန်မှာပဲသူမကအပြင်ထွက်ပြီးအလုပ်လုပ်မယ်ပတ်စံရှာမယ်လို့ပြောလိုက်ပါတယ်သူနဲ့သူ့မိသားစုကတော့အရန်ကိုအံ့ဩသွားကြပါတယ်သူ့အမေကအပြင်မှာအလုပ်လုပ်ဖို့အရန်အေးလုံးတယ်လို့တားခဲ့တယ်လို့သူ့ယောက်ျားကလည်းမိသားစုမှာတုံးဖို့ပတ်စံရှိပါသေးတယ်လို့ပြောပေမဲ့သူမကတော့စိတ်ဆုံးဖြတ်ပြီးသားမှုတားမရခဲ့ပါဘူးနောက်တစ်နေ့မှာတော့သူမကလမ်းပေါ်မှာလက်ကမ်းကြော်ညာစာရွက်တွေဝေပါတယ်သူနဲ့သူ့မိသားစုကတော့ခြောင်ကနေသူမကိုခိုးကြည့်နေကြပါတယ်သူမဟာတကယ်ပဲမိသားစုအတွက်စိတ်ရင်းနဲ့စူးစမ်းနေတာကိုတွေးလိုက်ရတဲ့အခါမှာတော့ဘီလီယံနာလေးဟာသူ့တပည့်တွေကိုချက်ချင်းခေါ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဝစ်စုံပြေးဝတ်ထားတဲ့သူ့တပည့်တွေကသူ့မစီကနေလက်ကမ်းစာရွက်တွေကိုအကုန်သိမ်းယူသွားကြပါတယ်ကြော်ညာစာရွက်တွေဝေပြီးသွားတဲ့အခါမှာတော့သူမကယတနာဆိုင်တစ်ဆိုင်မှာအလုပ်ဝင်ပါတယ်သူကသူ့တပည့်ကိုဒေါ်လာထပ်လိုက်ပေးပြီးသူမရှိတဲ့ဆိုင်ကယတနာတွေအကုန်လုံးကိုတင်းကျုံဝယ်ခိုင်းလိုက်ပါတယ်တပည့်ဖြစ်သူကလူတစုနဲ့အတူပတ်စံတွေဝေရမ်းပြီးဆိုင်ထဲကိုရောက်လာတဲ့အခါမှာတော့သူမဟာအံ့ဩမြင်သက်သွားပါတယ်ပိုပြီးအံ့ဩစရာကောင်းတာကတော့သူတို့ဟာပတ်စံတွေကိုသူမရှိမှတိုက်ရိုက်ပုံချပေးလိုက်တာပါပဲပြီးတော့ဆိုင်ထဲကပစ္စည်းတွေအကုန်လုံးကိုအပြင်ကိုတဲထုတ်သွားကြပါတယ်နောက်ဆုံးမှာတော့အယုံမတွေကိုတော့မချန်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲစပွဲပေါ်မှာကြံခဲ့တဲ့အိတ်တလုံးကိုသူမကတတိထားမိလိုက်ပါတယ်ဒါကြောင့်သူမကအိတ်ကိုယူပြီးတပည့်ဖြစ်သူနောက်ကိုလိုက်သွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခင်မွန်းနဲ့အဲ့ဒီလူဟာအတူတူရက်နေတာကိုသူမမြင်လိုက်ရပါတယ်သူမဟာသူ့ခင်မွန်းကဘီလီယံနာတယောက်ဖြစ်နေမှန်းသိသွားမလားအပိုင်းဆက်ကိုသိချင်ရင်တော့ကျွန်တော်ရဲ့အကောင့်ကို follow နဲ့ like လုပ်ထားပေးပါဦးအဲ့ဒီအချိန်မှာပဲစပွဲပေါ်မှာကြံခဲ့တဲ့အိတ်တလုံးကိုသူမကတတိထားမိလိုက်ပါတယ်ဒါကြောင့်သူမကအိတ်ကိုယူပြီးတပည့်ဖြစ်သူနောက်ကိုလိုက်သွားပါတယ်အလုပ်ပြီးသွားပြီဖြစ်ကြောင်းအဲ့ဒီလူကသူ့ခင်ပွန်းကိုအစီရင်ခံနေတော့မှပဲဆိုင်ထဲကနေလိုက်လာတဲ့ဇနီးဖြစ်သူကအဲ့ဒီမြင်ကွင်းကိုမတော်တဆမြင်သွားခဲ့ပါတယ်သူနဲ့သူ့ရဲ့လက်အောက်ငယ်သားကသူတို့ရဲ့ဟန်ဆောင်မှုတွေပေါ်သွားပြီလို့ထင်နေချိန်မှာပဲသူမကအံ့အားသင့်ပြီးရှင်လဲအပြင်မှာအလုပ်လိုက်ရှာနေတာလားလို့မေးလိုက်ပါတယ်သူကချက်ချင်းပဲပြုံးပြီးဟုတ်တယ်လို့ဖြေလိုက်ပါတယ်တကယ်တော့သူဟာအဲ့ဒီလူရဲ့အထက်လူကြီးဖြစ်ုံသားမကတန်းကြွယ်တထေးတစ်ယောက်လည်းဖြစ်ပါတယ်အဲ့ဒီလူကလည်းသူ့ရဲ့တရုပ်ဆောင်မှုကိုလိုက်ဖက်ညီစွာကူညီပေးခဲ့ပါတယ်လက်အောက်ငယ်သားထွက်သွားပြီးတဲ့နောက်မှသူစိတ်အေးသွားပါတယ်တကယ်တော့သူဟာသူ့ဇနီးရဲ့စိတ်နေစိတ်ထားကိုစမ်းသပ်ဖို့အတွက်သူ့ရဲ့မိသူမိဘဖြစ်ကြောင်းကိုတမင်တကာဖုံးကွယ်ထားတာပါသူမကတော့အရန်စိတ်လှုပ်ရှားနေပြီးသူမရဲ့ထူးခြားတဲ့နေလေးအကြောင်းသူ့ကိုပြောပြပါတယ်သူကတော့ဘာမှအများကြီးမပြောပဲသူမတော်เจ้าကိုပဲချီးကျူးခဲ့ပါတယ်ဒါတွေအားလုံးဟာသူ့ရဲ့စီစဉ်မှုဆိုတာကိုသူမလုံးဝမသိရှာပါဘူးညရောက်တော့သူမဟာစပွဲမှာထိုင်ပြီးသူမရရှိတဲ့လစာတွေကိုရေတွက်နေပါတယ်အဲ့ဒီနောက်တနေ့တည်းနဲ့အမေရိကန်ဒေါ်လာ3သိန်းရခဲ့တယ်လို့ဂုဏ်ယူစွာပြောလိုက်ပါတယ်သူ့ရဲ့အကိုဖြစ်သူကတော့သူမဟာအခုဆိုပတ်စံမဲ့တဲ့မိန်းမနဲ့တူနေပြီလို့ပြောပါတယ်သူကတော့သူ့အကိုရဲ့စကားကိုချက်ချင်းဖြတ်ပြောလိုက်ပါတယ်မထင်မှတ်ပဲနောက်တစ်စက္ကန့်မှာပဲသူမဟာသူ့အမေကိုဒေါ်လာ3000ပေးလိုက်ပါတယ်အဲ့ဒီနောက်သူ့အဖေကိုလည်းနောက်ထပ်ဒေါ်လာ3000ထပ်ပေးပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့အကို2ယောက်ကို1ယောက်ဒေါ်လာ2000စီပေးလိုက်ပါတယ်သူ့ခင်ပွန်းကိုလည်းနောက်ဆုံးဒေါ်လာ1000ပေးပြီးတဲ့နောက်မှာတော့သူမအတွက်ဘာမှမချန်ထားခဲ့ပါဘူးသူ့အမေဟာစိတ်လှုပ်ရှားလွန်းလို့မျက်ရည်ကျခဲ့ပါတယ်သူမကတော့ဘာဖြစ်လို့လဲဆိုတာကိုဝေခွဲမရဖြစ်ပြီးမေးမြန်းပါတယ်အပိုင်းဆက်ကိုသိချင်ရင်တော့ကျွန်တော်ရဲ့အကောင့်ကို follow နဲ့ like လုပ်ထားပေးပါဦးသူ့မိကမအောက်နိုင်တော့ပဲဖုံးကွယ်ထားတဲ့အမှန်တရားကိုပြောပြဖို့လုပ်ပါတယ်ဒါပေမဲ့သူ့အကိုကချက်ချင်းပဲတားလိုက်ပါတယ်ဒီမြင်ကွင်းကသူမအတွက်အရန်ထူးဆန်းနေပါတယ်အကိုဖြစ်သူကတော့အမေဟာအရန်ကိုစိတ်လှုပ်ရှားသွားလို့ငိုတာပါလို့ရှင်းပြပါတယ်အဖြစ်ကင်းတဲ့သူမဟာသူတို့ရဲ့လိမ်ညာမှုကိုနောက်တစ်ကြိမ်ထပ်ယုံသွားပြန်ပါတယ်သူမအိပ်ပျော်သွားတဲ့အချိန်မှာတော့သူနဲ့သူ့မိသားစုဝင်တွေဟာတကားကိုဖွင့်ပြီးခိုးကြည့်ကြပါတယ်သူမတကယ်နဲ့ချိုက်ချိုက်အိပ်ပျော်သွားပြီဆိုတာကိုအတီးပြုတ်ပြီးတဲ့နောက်သူတို့အားလုံးအစည်းအဝေးလုပ်ကြပါတယ်သူမရဲ့စိတ်နေစိတ်ထားကိုစမ်းသပ်ဖို့အတွက်လိမ်ညာခဲ့တာကိုသူတို့အားလုံးနောင်တရနေကြပါတယ်ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲလက်ထောက်ဖြစ်သူကသူမကိုတောင်းပန်ဖို့အတွက်ကမ္ဘာဈေးကြီးဆုံးပန်းရောင်စိန်ကိုဝယ်ပေးဖို့အကြံပြုပါတယ်ဒါကြောင့်သူဟာအဲ့ဒီစိန်ကိုလေလံဆွဲဝယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့သူဟာစိန်ခံကားတန်းကြီးနဲ့လေလံပွဲကျင်းပတဲ့ဟိုတယ်ကိုရောက်လာပါတယ်အဲ့ဒီအချိန်မှာဟိုတယ်ဝန်ထမ်းအဖြစ်အလုပ်လုပ်နေတဲ့သူမဟာချမ်းသာတဲ့မိသားစုတွေကိုလက်ထပ်ဝင်ရောက်သွားတဲ့သူမရဲ့ညီမရဲ့လှောင်ပြောင်မှုကိုခံနေရပါတယ်အဲ့ဒီအမျိုးသမီးကသူမရဲ့လက်ချောင်းမှာရှိတဲ့စိန်လက်စွပ်အကြီးကြီးကိုတောင်ထုတ်ကြွားပါတယ်ဒါပေမဲ့သူမကတော့အခြားသူကိုအားကိုးတာထက်ကိုအားကိုးတာကပိုကောင်းတယ်လို့ယုံကြည်တာကြောင့်သူမရဲ့ဘဝကိုအားမကျပါဘူးအဲ့ဒီအချိန်မှာပဲသူဟာဟိုတယ်ထဲကိုလမ်းလျှောက်ဝင်လာပါတယ်ဘယ်သူကဒီလောက်အချွေအရံများများနဲ့လာတာလဲဆိုတာကိုသူမကြည့်ဖို့စူးစမ်းရင်းလူအုပ်ရဲ့အစုံမှာရှိနေတဲ့သူမဟာကျမ်းပြင်ပေါ်ကိုလဲကျသွားပါတယ်သူမဟာထုံးစံနဲ့မတူပဲလုံးဝပြောင်းလဲနေတဲ့သူမရဲ့ခင်ပွန်းကိုမြင်သွားမလားဆိုတာကတော့ဒီဇလန်ရဲ့အဆက်ကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့အကောင့်ကို follow လုပ်ပြီး like နှိပ်ထားပေးကြပါဦးခင်ဗျာသူမဟာကိုယ်တိုင်ရဲ့ညီမအရင်ဖြစ်သူရဲ့ရိုက်နှက်မှုကိုခံခဲ့ရပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်အကြောင်းရင်းကတော့သူမရဲ့မျက်နှာပေါ်မှာမနာလိုတဲ့အရေးအယောင်တွေကိုညီမဖြစ်သူကမမြင်တွေ့ခဲ့ရလို့ပါပဲလေလံပွဲတစ်ခုမှာသူမကစပွဲတို့အဖြစ်အလုပ်လုပ်နေတာကိုညီမဖြစ်သူကမြင်သွားတဲ့အခါဆင်းရဲတဲ့သူကိုလက်ထပ်ထားရတယ်ဆိုပြီးလှောင်ပြောင်ပါတော့တယ်ဒါပေမဲ့သူမကတော့ညီမဖြစ်သူချမ်းသာတဲ့သူကိုလက်ထပ်ထားတာကိုအားမကျတဲ့အပြင်သူမရဲ့ခင်မွန်းဟာအရေးချင်းရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်းပြန်လည်ချေပခဲ့ပါတယ်အဲ့ဒါကြောင့်ဒေါသထွက်သွားတဲ့ညီမဖြစ်သူကသူမကိုပါရိုက်လိုက်တာပါဒီမြင်ကွင်းကိုသူမခင်မွန်းရဲ့လက်ထောက်ကမြင်သွားပြီးခင်မွန်းဖြစ်သူစီချက်ချင်းသတင်းပို့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခင်မွန်းဖြစ်သူရဲ့မိသားစုဝင်အားလုံးဒီသတင်းကိုသိရှိသွားကြပါတယ်သူတို့အားလုံးဟာသူမကိုကူညီဖို့အပြေးအလွှာလာခဲ့ကြပါတယ်ဘာလို့လဲဆိုတော့သူမရဲ့ခင်မွန်းဟာညီမဖြစ်သူထင်တယ်လို့ဆင်းရဲတဲ့သူမဟုတ်လို့ပါပဲဒီအချိန်မှာတော့အမှန်တရားကိုမသိသေးတဲ့သူမဟာအရှုံးမပေးပဲပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဒီမြင်ကွင်းကညီမဖြစ်သူရဲ့ခင်မွန်းကိုအံ့အားသင့်သွားစေပါတယ်ညီမဖြစ်သူကလည်းသူမကပြန်လဲခုခံရဲတယ်ဆိုတာကိုမယုံနိုင်အောင်ဖြစ်နေပါတယ်သူမကချမ်းသာတာဟာတစ်ဖက်လူထက်တာလွန်တယ်လို့မဆိုလိုကြောင်းဒေါသတကြီးပြောဆိုခဲ့ပါတယ်ကြောက်ရွံ့နေတဲ့ညီမဖြစ်သူဟာပြန်မပြောရတော့ပဲသူမရဲ့ခင်မွန်းကိုအကူအညီတောင်းပါတော့တယ်အဲ့ဒီလူကတော့ဘယ်သူမှလည်းမှန်လဲဆိုတာဂရုမစိုက်ပဲသူမကိုညီမဖြစ်သူကိုတောင်းပန်ဖို့ရိုင်းဆိုင်ခိုင်းစေခဲ့ပါတယ်အပိုင်းဆက်ကိုသိချင်ရင်တော့ကျွန်တော်ရဲ့အကောင့်ကို follow နဲ့ like လုပ်ထားပေးပါဦး